ဒီနေ့တော့ဘာလေးပြောမလဲဆိုတော့ကြတော့အတန်နဲ့ပတ်သက်ပြီးတော့မှ AI လေးတွေနည်းနည်းပြောမယ်ပေါ့နော်အဲ့တော့ဘယ် application တောင်းမလဲဆိုတော့ဒီ CapCut ကိုတောင်းမယ် CapCut မှာကျွန်မ guitar တီးထားတဲ့ video လေးနဲ့အတန်ကိုလုပ်ပြသွားမယ်ပေါ့နော်အဲ့တော့အတန်ကျွန်မ guitar တီးတက်တယ်ဒါကြွားတာပါအဲ့တော့ဒီ video လေးကိုပေါ်အပေါင်းလေးထဲမှာကျွန်တော်ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့လို့ရှိရင်ကိုအတန်လေးပဲထုတ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့အောက်ကအတန်ထဲမှာ isolate voice ဆိုတာကိုရွေးလိုက်မယ်ရွေးလိုက်ပြီးတော့လို့ရှိရင်ကိုအတန်ပဲထားခြင်း keep voice ဆိုတာနှိပ်လိုက်လို့ရှိရင်ဒီမျိုးအတန်ပဲဒါမှမဟုတ်ရှင်ကိုကဒီတီးလုံးတန်ဒါမှမဟုတ်ရှင်ဂီတာတန်ပဲထားခြင်းနဲ့အတန်ဖြောက်ခြင်းနဲ့ဆိုလို့ရှိရင်ကြတော့ဒီဘက်မှာဒီဘက်ကဒီ keep voice ရဲ့ဒီဘက်ကဘေးရဟာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြင့်နောက်တစ်ခုကကြတော့ကိုကပြောနေတဲ့ခါမှာအတန်လေးကတိုးနေတယ်ပေါ့နော်မိုက်ခရိုဖုန်းနဲ့လည်းမပြောမိဘူးဆိုလို့ရှိရင်ဒီ volume ဆိုတာကိုနှိပ်ပြီးတော့မှအတန်ကိုအဆုံးထိချဲ့ထည့်လိုက်လို့ရပါတယ်နောက်တစ်ခုကကြတော့ကို့နောက်မှာစူညံတန်နေရမ်းများနေတယ်အဲ့ဒါကိုဖျောက်ချင်တယ်ဆိုလို့ရှိရင်ကြတော့အောက်မှာဒီပေါ့နော် remove noise နားမသိဘူးเนาะအဲ့ဒါလေးကိုကျမတို့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဖြင့်နောက်ကစူညံတန်လေးပျောက်သွားပါတယ်နောက်တစ်ခုကကြတော့ကိုကတချင်းနေပါလေဆိုထားရဲဆို effect လေးထည့်ချင်တယ်ပေါ့နော်လူကိုပဲ effect ထည့်ချင်တာမဟုတ်ဘူးတန်ကို effect ထည့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ audio effect ဆိုတာပါပါတယ်အဲ့မှာ effect တွေအများကြီးပါပါတယ်ကိုကြိုက်တဲ့ effect ကိုရွေးပြီးတော့မှသုံးလို့ရပါတယ်ဒါကတော့ AI နဲ့ပတ်သက်ပြီးတော့မှ CapCut မှာတွေ့ရတဲ့ features တွေကိုလာပြောပြတာပါNot a problem, I'm a show. Not a problem, it's a